ကောင်လေးတယောက်ဟာငှက်ကလေးတစ်ကောင်ကိုတနက်တလက်လိုမျိုးသူ့လက်နဲ့ချိန်ရွက်လိုက်ပါတယ်သူတငယ်ချင်းကဒါကိုဘလို့လုပ်တယ်လဲဆိုတာသိချင်နေပေမဲ့သူကဘာမှပြန်မဖြေခဲ့ပါဘူးသူကသူ့တငယ်ချင်းကိုကားပါကင်စီခေါ်သွားပြီးလက်ကိုတာမန်ကာရှန်ကဝေရမ်းလိုက်ရုံနဲ့ကားကချက်ချင်းဆက်နှိုးသွားပါတယ်သူဟာကားရီအားလုံးကိုဂီတအဖွဲ့ခေါင်းဆောင်တဦးလိုစိတ်ကြိုက်ထိန်းချုပ်နေခဲ့တာပါဒါတင်မကသေးပဲသူ့ရဲ့လက်မောင်းတွေကိုစက်မှုလက်နက်တွေဖြစ်ပြောင်းလဲနိုင်ပြီးခဏချင်းမှာပဲဆက်ရုပ်စစ်တီတော်တဦးဖြစ်သွားပါတယ်ဒါကိုကြည့်ပြီးသူ့တငယ်ချင်းမှာအံ့အားသင့်လို့မဆုံးဖြစ်နေရပါတယ်အဲ့ဒီနောက်ကောင်လေးဟာသူ့တငယ်ချင်းကိုခေါ်ပြီးသူတို့ကိုအမြဲနှိမ့်ဆက်လေးရှိတဲ့လူမိုက်ကိုတွားရောက်ရင်ဆိုင်ပါတယ်အားဆိုင်ယုံလေးတင်အဲ့ဒီလူမိုက်ဟာနာကျင်လွန်းလို့ဒူးထောက်ကျသွားပါတယ်ကောင်လေးကသူ့ကိုအပြက်ရှင်းတော့မဲ့အချိန်မှာသူ့တငယ်ချင်းကတားဆီးလိုက်မှသာသူကလက်လျှော့လိုက်ပါတယ်အဲ့ဒီနောက်သူကဖုန်းကိုထုတ်ပြီးခက်ခွက်ခွက်လေးပို့လိုက်ရုံနဲ့သူ့ရဲ့ဗန်စရင်ဟာချက်ချင်းပဲတစ်ဆက်တန်းဖြစ်သွားပါတယ်ကောင်လေးကအဲ့ဒီငွေတွေကိုအကုန်ထုတ်ပြီးသူ့တငယ်ချင်းကိုပေးပေမဲ့တငယ်ချင်းဖြစ်သူကလက်မခံခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီကောင်လေးဟာလူသက်သမားတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာတငယ်ချင်းကရိပ်မိသွားလို့ပါတကယ်တော့မင်းညကတင်ပဲဒီကောင်လေးဟာသူ့ရဲ့စူပါပါဝါကိုတုံးပြီးမိသားစုတစ်စုလုံးကိုရဲရဲဆက်ဆက်တက်ဖြတ်ခဲ့ပါတယ်အခင်းဖြစ်ပွားရနေရမှာကြည်စံရတစ်ခုမှမတွေ့ရပါဘူးကောင်လေးဟာဒါကိုဖုံးကွယ်ဖို့မကြိုးစားတဲ့အပြင်သူလောက်တာမှန်တယ်လို့တောင်ယုံကြည်နေပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါသူ့တငယ်ချင်းမှာအလွန်မင်းစိတ်ပြတ်သွားရပါတယ်ကြောင်းစင်းတဲ့အခါကောင်လေးကအလုတ်ကပြန်လာတဲ့သူ့အမေကိုတွားကြိုပါတယ်အဲ့ဒီအချိန်မှာရဲရရှိတစုကသူ့ကိုဝိုင်းထားလိုက်ပါတယ်သူကချက်ချင်းထွက်ပြေးဖို့ကြိုးစားပေမဲ့ရဲတော့ဒီကလမ်းအားလုံးကိုပိတ်ဆို့ထားပြီးသားပါကောင်လေးကလက်ကိုမြောက်ပြီးရဲတွေအားလုံးကိုမြေပြင်ပေါ်လဲကျအောင်တိုက်ခိုက်လိုက်ကပြန်တန်းပြီးထွက်ပြေးသွားပါတယ်မကြခင်မှာပဲကောင်လေးဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အလိုရှိသူစည်ရင်းနဲ့ပါဝင်သွားပြီးအင်တာနက်အသုံးပြုသူတွေကသူ့ရဲ့ကိုရေးချက်လက်တွေကိုဖော်ထုတ်လိုက်ကြပါတယ်ဒီသတင်းတွေကြောင့်ပဲသူ့အမေဟာရင်ကွဲနာကြပြီးဆုံးပါသွားခဲ့ပါတယ်ဒီသတင်းကိုကြားတဲ့အခါကောင်လေးဟာနောင်တတွေနဲ့ပြည့်နေသွားပေမဲ့အင်တာနက်ပေါ်ကမှတ်ချက်တွေကိုဖတ်ကြည့်ပြီးနောက်မှာတော့သူ့ရဲ့ဝမ်းနည်းမှုတွေဟာဒေါသဖြစ်ပြောင်းလဲသွားပါတယ်ပထမဆုံးခံစားလိုက်ရသူကတော့ဝါတုတ်တုတ်လူတစ်ယောက်ပါကောင်လေးကအဲ့ဒီလူရဲ့ကွန်ပျူတာကိုဟက်ကဝင်လိုက်ပါတယ်အဲ့ဒီလူကတော့ဒါကိုအတိမရေပဲကောင်လေးကိုပြန်ပြီးလှောင်ပြောင်းနေတော့မှနောက်တစ်စက္ကန့်မှာတော့